အားလုံးပဲမင်္ဂလာပါရွံပြူတဲ့ထွားပဲ channel လေးကကြိုဆိုပါရစေ။ဥစားပထမမြန်မာပြည်သူပြည်သားများခံစားနေရတဲ့ကက်ကြီးလေးပါမှကင်းဝေးပြီးတော့နှစ်ဟောင်းကုံလုံးနှစ်သက်အခါသမားရမှာပျော်ရွှင်ပါစေနော်။ဒီနေ့မှာတော့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာဒီလောက်ထိအပြက်စီဆုံးရှုံးများလိမ့်မယ်လို့မထင်ထားကြဘူးပေါ့နော်။လူတွေလည်းအပြက်စီများခဲ့ပြီးတော့ဆုံးပေါက်ကွယ်လွန်ခံရတာတွေလည်းထောင်နဲ့တောင်းနဲ့ချီပါပဲနော်။ညီမတို့ကကိုကြီးကယ်ဆယ်ရေးသွားရင်းနဲ့မန္တလေးအင်းဝါစကိုင်းနဲ့မိထ္ထလာမြို့တွေရဲ့အပြက်အစီးတချို့နဲ့ငလင်ပြေးခံစားနေကြရတဲ့ပြည်သူတွေရဲ့မြေပြင်အခက်အခဲတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကတော့စကိုင်းကိုမသွားခင်မန္တလေးမြို့ပေါ်ရှိအပြက်စီးတချို့နဲ့ပြည်သူမြို့ခံတွေရဲ့လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။မြို့ကြီးဟာ6ကပ်ပြီးတော့ကျမတို့ရွှေမန်းလေးဟာအရင်လိုပျော်စရာတွေမတွေ့ရတော့ပဲအပူမီးတွေဟာမြင်တွေ့ရသူတွေအဖို့မျက်ရည်ဝဲလောက်စေပါတယ်နော်။အရင်ဆိုရင်တကြံသားနေရင်တက်ကြီးရွယ်အိုတွေကိုကတော့ဖို့တမျိုးလုံးစီကားစွာတဆိုင်ဝင်တဆိုင်ထွက်နဲ့လက်ဆောင်တွေဝဲအတာအိုးတွေနဲ့ရေကြောကြတာပဲဖြစ်ပါတယ်။အခုများမှာတော့မန်းလေးဟာတိတ်ဆိတ်သွားခဲ့ပါပြီ။ဖီနင်းငှက်ကလေးဟာလည်းပြန်ယုံထားဖို့အာရုံနေတာပဲဖြစ်မှာပါနော်။ဒါကတော့ရှေ့မှာ Great Wall Hotel ပြိုကျတော့လမ်းတစ်ချမ်းပိတ်ထားတာပါ။ Great Wall Hotel ကြီးကတစ်ချမ်းလုံးပြိုကျသွားတဲ့အတွက်မနေ့ကထိပေါ့နော်အကောင်းရှိနေသေးတယ်။မိုးရွာလိုက်တော့တစ်ချမ်းလုံးကိုပြိုကျသွားပါတယ်။နောက်တစ်ချမ်းတော့ကျန်နေသေးတယ်။ဒီဘက်ပြိုကျတဲ့ဘက်ကနေကိုကြီးကယ်ဆယ်ရေးတွေလုပ်နေပါတယ်။ပိတ်မိတဲ့သူတွေအများကြီးရှိတယ်လို့သိရပါတယ်ရှင်။ Great Wall Hotel ကြီးအတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်။အသက်ရှင်ကျန်ရည်သူတွေတော့မရှိတော့ဘူးလို့သိရပါတယ်ရှင်။ဒါကတော့မန္တလေးလမ်း80ဘောကမြင်ကွင်းတချို့ပါနော်ဒီလမ်းတစ်လျှောက်မှာဆိုရင်ဒီလမ်းကပေါ်ကအိမ်တွေကတိတိတပြိုကျတာတော့မရှိဘူးဒါပေမဲ့လည်းတယောက်မှမနေရဲကြဘူးတိုက်တွေဆိုရင်လည်းအကွယ်ချောင်းအရာကြီးတွေနဲ့ပေါ့နော်မြေရောက်အောက်ခြေကနေကအောက်ခြေမခိုင်တဲ့အတွက်ပေါ့နော်လုံကတယောက်မှမနေရဲကြဘူးအိမ်ပြင်လေးတွေကိုထွက်နေကြတာတွေ့ရတယ်ပြီးတော့ဒီလမ်းဒီမှာဆိုရင်လည်းတားမြစ်ထားတဲ့လမ်းတချို့လည်းရှိရဲအဲ့ဒါတွေကတော့တိုက်တွေပြိုကျတဲ့အတွက်ဝင်ခွင့်မရတဲ့လမ်းတွေလည်းရှိရပေါ့နော်လမ်းတွေအားလုံးဟာတီးသား6ကပ်တိတ်ဆိတ်နေတာကိုမြင်တွေ့ရမှာပါဒီလမ်းဆိုရင်လမ်း80ဆိုအရင်အရန်ကိုစီကားတဲ့လမ်းကြီးပေါ့နော်အခုလိုမြင်တွေ့ရတာတကယ်ကိုစိတ်မကောင်းစရာပါပဲဒါကဇွဲထက်စိတ်ရွှေရနာဆိုင်ရှိမှာဇွဲထက်ကပေါ့နော်ဒါငလင်တန်တင့်ပြည်သူတွေကိုထမင်းတုပ်ပေးဝင်နေတဲ့မြင်ကွင်းဖြစ်ပါတယ်တန်းစီပြီးတော့ထမင်းတုပ်လေးတွေကိုတယောက်ချင်းစီတအိမ်အောင်ချင်းစီရောပေးဝင်နေပါတယ်မန္တလေးမြို့ခံတွေကပေါ့နော်အရန်ကိုစိတ်ထားကောင်းတာကိုတွေ့ရတယ်ပေါ့နော်အရန်ကိုလည်းချစ်စရာကောင်းတဲ့ဒလိလေးပါရှင်အခုကတော့ညီမတို့စကိုင်းတရားပေါ်ကိုရောက်နေတာပါစကိုင်းမြို့ပေါ်ကိုတက်တဲ့တရားပေါ်ကနေငလင်ချောင်းပြက်စီးနေတဲ့ဖျားတချို့ကိုတွေ့မြင်ရမှာဖြစ်ပါတယ်အခုကတော့စကိုင်းကမ်းနားလမ်းကိုရောက်နေရပါစကိုင်းကမ်းနားလမ်းကနေပြိုကျပျက်စီးသွားတယ်ပေါ့နော်ငလင်ချောင်းပြိုကျပျက်စီးသွားတဲ့စကိုင်းတရားဟောင်းရဲ့မြင်ကွင်းကိုကြည့်မှာပါနှစ်ပေါင်း100ကျော်ကြာလို့ဖြတ်တန်းသွားလာခွင့်ပိတ်ထားတာလည်းဖြစ်ပါတယ်ပေါ့နော်ပြင်လည်ပြင်ဆင်ဖို့စောင့်ဆိုင်းနေရင်လည်းတဘာဝဘေးချောင်းပြိုခဲ့ရတာလည်းဖြစ်ပါတယ်ရှင်ဒီစကိုင်းတရားကြီးကအမတ်တရတွေအများကြီးရှိခဲ့တယ်လို့သိရတယ်။မန္တလေးမြို့သူမြို့သားတွေရောစကိုင်းမြို့သူမြို့သားတွေကပါအမတ်တရတွေအများကြီးရှိတယ်လို့သိရပါတယ်။ဒီတလောက်ဆိုရင်ဂျာမနီနိုင်ငံကတရားပေါ်မှာဇုံတွဲလေးတွေတောချိတ်ပြီးဆူတောင်းတယ်လို့မျိုးပေါ့နော်။ဒီစကိုင်းတရားပေါ်မှာလည်းအဲ့လိုကြားတဲ့တော့လေးရှိတယ်လို့သိရပါတယ်။ဒီစကိုင်းတရားကြီးကို1904ခုနှစ်ဗြိတိရှ်အင်ဂျင်နီယာတပ်ဖွဲ့ကတိစောက်ခဲ့တာဖြစ်ပါတယ်။1904ခုနှစ်တွင်တိစောက်ခဲ့ပြီးတော့1934ခုနှစ်တွင်အင်္ဂလိပ်တွေကပြန်လည်မွမ်းမံခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ဒီအဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုကြီးကမြမပြည်ထက်ပိုင်းနဲ့အလဲပိုင်းကိုဆက်သွယ်ထားတဲ့တရားကြီးလည်းဖြစ်ပါတယ်။ပြည်သူတွေအားလုံးရဲ့ကူတန်းရောင်းဝယ်ရေးမှာအချက်အချာကျတဲ့တရားဖြစ်ပါတယ်။တမိုင်းဝင်တရားကြီးပြုတ်ခဲရတဲ့အတွက်ဒီရှီဟန်အမွေနှစ်တွေကိုနှမျောမိတာတော့အမှန်ပါပဲရှင်။အခုကတော့စကိုင်းမြို့ပေါ်မှာပါမြို့တစ်မြို့လုံးတိတိပြိုပြတ်တဲ့နေရာတွေလက်ညှိုးထိုးမလွဲပါနဲ့နော်ဒါကြောင့်ငလင်ကျော်ဘောကလက်မှုအမှုပညာတွေအများစွာထွန်းကားတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်ကျောင်းကန်ဖျားတွေတိုက်တာအဆောက်အဦတွေအများကြီးပြိုပြတ်နေတဲ့စိတ်မကောင်းစရာမြင်ကွင်းပါရှင်
ရှိရရှိရ ဒါကငလင်းကြောင့်ပြိုခဲ့ရပြီးတော့ရေရဲကိုမျိုးပါသွားတဲ့ဒုဋ္ဌဝရီတရားဖြစ်ပါတယ်ဒီအိမ်လေးကတော့ဖះเจ้าလို့လည်းပြောရဲပေါ့နော်ဘုန်းကြီးเจ้าပေါ့နော်ဒီဘုန်းကြီးเจ้าကဆိုရင်မြင့်ရဲ့ဘေးမှာတရှိရဲ့အတွက်မြေမြင်တွေ့ရတဲ့အတိုင်းပေါ့နော်မြေတွေအကွဲပြီးတော့မြစ်ထဲကိုဆွဲခေါ်သွားတဲ့အတိုင်းပေါ့နော်အိမ်တစ်ချမ်းလုံးကမြစ်ထဲကိုထိုးဆင်းကြနေတဲ့ဇန်ဖြစ်ပါတယ်အခုကတော့ညီမတို့အင်းဝကိုရောက်နေပါတယ်။အင်းဝကလည်းအေရွာမြစ်ကမ်းဘေးမှာရှိတဲ့အတွက်ကျက်စီဆုံးရှုံးကတော့သူလည်းအများကြီးဖြစ်ပါတယ်။မြေလည်းကျွံထားတဲ့မြေချေရမြို့ရွာပေါင်းအများကြီးကိုကျက်စီဆုံးရှုံးမှုတွေဖြစ်ပါတယ်နော်။ရှေးဟောင်းသမိုင်းဝင်ဘုရားစီရော်တွေအများကြီးရှိတဲ့အတွက်လည်းအရန်ကိုစိတ်မကောင်းဖြစ်ရတယ်။အများကြီးလည်းပြိုပြက်ခဲ့ရပါတယ်ရှင်။ဒါကတော့မနူးအုပ်ကျောင်းရဲ့အနောက်ပေါက်ကနေထွက်ချင်းမြင်တွေ့ရတဲ့တခိုးချင်းကတက်ပြဖျားပါဒီဘက်ကတော့မနူးအုပ်ကျောင်းဖြစ်ပါတယ်ပြိုပြက်နေတဲ့မြင်ကွင်းကတကယ်ကိုစိတ်မကောင်းစရာပါပဲရှေးရောက်ရင်ကြီးမှုတွေဟာမကြံတော့တလောက်ကိုဖြစ်နေပါပြီနော်အရှိညနေစာတစ်ခုတည်းတာကြံခဲ့ပြီးတော့အနောက်ကအုပ်ပုံကြီးတာဖြစ်နေပါတယ်ရှင်ဒါကအားလုံးသိတဲ့အတိုင်းပဲလေးတဲ့ကြီးကျောင်းပါနော်ပထမငလင်ကျောင်းပြိုခဲ့တချမ်းပြိုခဲ့ပြီးတော့အခုငလင်မှာတော့အုပ်ပုံမြေပုံအတိုင်းပဲဖြစ်သွားပါပြီနော်ဒီကားတွေတက်ဆရာလေးကားတွေတောင်မရှိတော့ဘဲနဲ့အကုန်လုံးပြိုကျပျက်စီးပြီးတော့ဒီကျောင်းရဲ့သမိုင်းဝင်ရှေးကနုတ်တွေအစအကုန်လုံးကိုပျက်စီးခဲ့ရပါတယ်နော်အခုမြင်တွေ့နေရတော့ခဲတင်ဖျက်စုပါရှေးဟောင်းဒဏ္ဍာရီလားသမိုင်းနေနဲ့ပြည့်နေနေတဲ့ခဲတင်ဖျက်စုပဲဖြစ်ပါတယ်ဒီဖျက်စုကတော့မြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်နည်းနည်းကြံသေးတယ်ဖျားတွေဆိုလဲပြိုနေဖျားရှေးအောင်ဖျားတွေအများဆုံးရှိတဲ့အတွက်ပေါ့နော်ဒီဖျားစုထဲမှာရှိတဲ့ဖျားတချို့ပဲပြိုကျပျက်စီးခဲ့တယ်ပေါ့နော်ခုမြင်တွေ့နေရတော့ရေနန်းတော်လို့ပြောကြတယ်ပေါ့နော်ဆက်လက်တူးဖော်နေသေးပါမနူးအုပ်ကြောင်ပြိုသွားတဲ့အတွက်အစားပေါ်လာတဲ့ရေနန်းတော်လို့ပြောကြတယ်ပေါ့နော်ရေနန်းတော်ဟုတ်ကတော့ရှေးအောင်သမိုင်းသုတေသနပညာရှင်တွေဆက်လက်ပြီးတော့တူးဖော်နေရလို့သိရပါတယ်ရှင်အခုကတော့မိတ်လာဘက်ရဲ့မြောက်ကံဘက်ကိုရောက်နေရပါပန်းဝံအောင်တန်းလေးနဲ့လှပနေတဲ့မြောက်ကံဘက်ပေါ့နော်ဒီလမ်းမှာတော့လမ်းအကွယ်ချောင်းနေနဲ့ပြီးတော့အိမ်လေးတချို့တစ်ဝက်ပြိုကျတာပြက်စီတာလေးပဲရှိပါတယ်ရှင်ဒါကတော့တမိုင်းဝင်မိတ်လာရဲ့ချင်းသစ်ကြီးနှစ်ကောင်ဖျားပါနော်ချင်းသစ်ကြီးတစ်ကောင်ကပြိုကျပျက်စီးသွားပါတယ်ရှင်ဖျားရဲ့စိန်ဘူးတော်တွေရောဖျားတွင်းထဲမှာရှိရဲ့ဖျားရင်ပြင်တော်တွေရောအကုန်လုံးပြိုကျပါတယ်ရှင်ဝင်ခွင့်မရလို့ရိုက်ခဲခြင်းတော့မရှိပါဘူးရှင်ဒါကမိတ်လာဘူတဟောင်းဘက်ကိုသွားတဲ့လမ်းမှာရှင်ဒီလမ်းမှာတော့အိမ်လေးပြိုတာတွေတော့မရှိဘူးဒါပေမဲ့အကွယ်ကြောင့်နေလို့မရတဲ့အိမ်လေးတွေရောရှိပါတယ်ရှင်ဒါကတော့မိတ်လာဈေးဘက်ကပွဲစားတန်းလမ်းဘက်ကပေါ့နော်တိုက်ရဲ့အပေါ်ဆုံးထက်ကြီးပြိုကျနေတဲ့မြင်ကွင်းမှာရှင်ဒီဘက်ကတော့ရှေးအောင်တိုက်တွေအများကြီးရှိရလို့သိရပါတယ်ဒီတိုက်ကြီးကတော့မိတ်လာလမ်းမတော်ဒုတိယလမ်းမတော်ကပေါ့နော်တိုက်ကြီးပေါ့နော်ရှေးအောင်တိုက်ကြီးပါအရင်ကတော့တမဝါရမတိုက်ပေါ့နော်အခုတော့ချိတ်ပိတ်ထားပါတယ်လူတွေမရှိတဲ့အချိန်ပြိုကျတဲ့အတွက်တော့နော်အသက်အန္တရာယ်တော့မစိုးရင်ရပါဘူးရှင်ဒါကတော့လူအများဆုံးပါကွယ်လွန်သွားခဲ့တဲ့မိတ်လာမျိုးရဲ့တမိုင်းဝင်ပလီပေါ့နော်ပန်ကာလီပလီပါရှင်ကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာဆုံတွေ့ကြပါသေးတယ်နောက်ထပ်မှာအင်ဝါနဲ့ပတ်သက်ပြီးဗီဒီယိုလေးတွေနဲ့ဆောင်ရွက်ပေးကြပါအောင်ရှင်